ငွေတွေပွားများစေဖို့အတွက်လက်ခေါ်ပိုက်ဆံတွေဖန်တီးပါဘလို့ငွေနေရပါတယ်ပိုက်ဆံဖြစ်ရင်ပြီးတာပဲเนาะပိုက်ဆံဖြစ်ဖို့ကအဓိကပိုက်ဆံလေးတစ်ရွက်ပေါ်မှာမြန်မာနိုင်ငံဆိုရင်တော့မြန်မာငွေ1000ကျပ်ပေါ့เนาะတခြားသောပိုက်ဆံတွေလည်းရတယ်အမြင့်ဆုံးဆိုတဲ့ပိုက်ဆံအကြီးဆုံးဆိုတဲ့ပိုက်ဆံကိုရွေးအဲ့ဒီပိုက်ဆံပေါ်မှာအုံမအာဥကပဒဝဆိုပြီးတော့ရေးအဲ့ဒီဂါထာလေးကိုဒီလိုမျိုးရှေ့လိုက်ကလေးရေးပြီးသွားပြီဆိုရင်အဲ့ဒီပိုက်ဆံလေးကိုဆရာမလေးစီကလက်ကီးရင်ဝင်မှားထားတဲ့သူတွေဆိုတော့ပို့အဆင်ပြေတယ်လက်ကီးရင်ဝင်ကို6ချက်တီဖြန်းတကယ်လို့ဆရာမလေးစီကလက်ကီးရင်ဝင်မှားထားတာမရှိဘူးဆိုလေရိုးရင်ဝင်6ချက်ဖြန်းပြီးသွားပြီဆိုရင်အဲ့ဒီပိုက်ဆံလေးကိုဒီလိုမျိုးပြန့်နေအောင်ပိုက်ဆံတွေကိုထည့်ဒီလိုလေးထည့်ပြီးသွားပြီဆိုရင်ပိုက်ဆံအိတ်လေးကိုဘဲသွားထည့်သွားဆောင်းသွားလိုက်အဲ့ဒီပိုက်ဆံကနေပြီးတော့ကိုသွားလေရမှာငွေဝင်အောင်လက်လာပါတွေပွေအောင်ကူညီကယ်တီးပေးသွားပါလိမ့်မယ်ဒါကတော့လက်ခေါ်ပိုက်ဆံလေးဖြစ်ဖန်တီးပေးတာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုတွေ့တဲ့ချိန်ကနေစပါတခြားလေးယုံကြည်မှုနဲ့ပြုလုပ်ပါပြောတဲ့အတိုင်းတိတိကျကျလေးလုပ်ပေးပါဟောဒီပိုက်ဆံလေးကနေပြီးတော့လက်လာပါတွေပေါ်မြောက်အောင်ငွေတွေဝင်အောင်သူကခေါ်ဆောင်သွားမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်အခုကြည့်နေတဲ့သူကငွေကြေးလက်လာပါတွေတိုးပွားခြင်းနဲ့ငွေကြေးစိတ်ဆွမ်းအင်းတွေမြင့်မားခြင်းနဲ့ဆိုရင်အခု6လပိုင်း21ရက်နေ့မှာဖွင့်ပေးမယ်ဆရာမလေးရဲ့စိတ်ဆွမ်းအားမြင့်တင်ခြင်းနဲ့တကွကျေဝချမ်းသာခြင်းဆိုတဲ့မဟာသင်တန်းကြီးကိုလာပြီးတော့ join လို့ရတယ်မူရင်းစေးက2သိန်းကျပ်ဒါပေမဲ့အခုအယောက်30အတွင်းကိုအထူးလျှော့စေးအနေနဲ့6000ကျပ်ထဲနဲ့ရမယ်နော်ဆရာမလေးခုဝေထားတဲ့အင်ဂျီကထိုင်းနိုင်ငံကသင်တန်းသူကဝယ်ပေးတာသူဝယ်နှုန်းကထိုင်းပတ်ငွေ2000ကျော်ဘတ်2000ကျော်ရှိတယ်မြန်မာငွေနဲ့ဆိုရင်3သိန်းကျော်တယ်ဒီတော့ဆရာမလေးရဲ့သင်တန်းကငွေတွေဝင်မယ်လက်လာပါတွေတိုးပွားမယ်စီးပွားတွေတိုးတက်အောင်မြင်စေတဲ့စိတ်ဆွဲရည်မြင့်တင်ခြင်းနဲ့ပေါ်များကျော်ဝါခြင်းချမ်းသာခြင်းဆိုတဲ့သင်တန်းကြီးကမြန်မာငွေ6000ကျပ်ထိုင်းပတ်ငွေ900ဘတ်နဲ့ဘလောက်တောင်တန်လိုက်တယ်လဲစဉ်းစားတာကြည့်လိုက်တော့ယုံကြည်စိတ်ဝင်စားတဲ့ဘဝမှာပြောင်းလဲခြင်းနဲ့ချမ်းသာခြင်းနဲ့ငွေကြေးပြည်လည်မှုတွေယူခြင်းနဲ့ဆိုရင်တော့အမြတ်ဆုံးတင်တန်း join ဖို့လိုပါတယ်အယောက်30အတွင်းမဲ့6000ကျပ်နဲ့ရမှာနော်9လပိုင်းမှာဖွင့်ပေးခဲ့တဲ့ VIV စီးပွားရေးအထူးတင်တန်းကြီးကိုလည်းလက်ဆောင်ပေးသွားအောင်မှာဖြစ်ပါတယ်တကယ်လို့များဆရာမလေးထုတ်တဲ့ဒီလိုမျိုးတင်တန်းစာအုပ်လက်ကီးရှင်ဝေးလက်ကီးဖျောင်းနိုင်မှာယူခြင်းနဲ့ဆိုရင်လည်း Messenger Viber Telegram ကြိုက်ရကနေအသေးစိတ်ဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်တကယ်လို့များဘဝမှာအလုပ်ကိုင်နေအဆင်မပြေလို့အရက်ခက်ခဲနေလို့တောကများနေလို့ကျွေးတွေတင်နေလို့ဆိုလို့ရှင်လေဆရာမလေးစီကိုကိုယ့်ရဲ့ကံလေးတွေစစ်လို့ရပါတယ်ကံစစ်တဲ့နေရာမှာမွေးနေ့တက်ကလေးခုနှစ်နံလေးပေးပြီဆိုတာနဲ့ရပါပြီအသေးစိတ်စစ်ပေးတာဖြစ်ပါတယ်ကံစစ်ခလေးကတော့အလူငွေမြန်မာငွေ1000ခွဲကျပ်ထိုင်းဘတ်ငွေ200ဘတ်လေးတော့ကောက်ခံပါတယ်ဒါကလည်းအားလုံးကံမြင့်ကံတက်စေဖို့အတွက်ကိုအလူငွေကောက်ခံရခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုကိုယ့်အတွက်ကို share ကိုယ့်အတွက်ကိုသိယူပါ comment ထဲမှာငါချမ်းသာပြီလို့ရေးခဲ့ပါကိုပေးတဲ့သဲလေးတစ်ပွင့် like လေးတစ်ခု share လေးတစ်ခုကကိုယ့်ဘဝမှာဘလောက်တောင်မှပြည့်စုံသွားတယ်လဲဆိုတာကိုယ်တိုင်ခန်းစားကြည့်ပါအားလုံးပဲကျေးဇူးတင်ပါတယ်ရှင်